Sakura Mew E Halloween ပွဲတော့အပိုင်းနဲ့လာပါပြီရှင်။စားလဲစားမလေးခဏလေး။အဲ့ဆိုင်ရကောင်မလေးရောငါချစ်မိသွားနေတယ်ထင်တယ်။သူ့ရဲ့အလားငါနေမျောနေပြီကွာ။သွားပါပြီကွာ။ငါသူ့ရဲ့အလားမှာနေမျောသွားပြီ။အိမ်လေးရောက်ပြီဆိုအနားယူလိုက်ပါဦးကွာအနားယူမယ်ဆိုပြီးတော့ငါစောလေးကမပြန်လာအနားယူလို့မရသေးဘူးဒီမှာ laptop နဲ့ရအောင်ပါsubject တွေလောက်အောင်ပါပဲအမချယ်ရီဒီအလောက်ကလေဒီလားညီမလေးအလောက်ဆင်းလို့ရရင်မလားယင်ဟွာပါလဲလူတွေလည်းပါပြီလေလာမမွေကြတော့အဲ့ဆိုကျမဟိုအလောက်ဆင်းတော့မယ်နော်အေးညီမလေးဆင်းဟုတ်ကဲ့အဲ့ဆိုရင်ညီမအလောက်ဆင်းတော့မယ်နော်မနေ့ကကျမပြန်လာခဲ့တော့မယ်အေးညီမလေးဖြည်းသွားနော်ဟုတ်ကဲ့မသိဘူးကဲရောက်ပြီဆိုအိမ်ထဲဝင်လိုက်ပါဦးမယ်ဟိုမှာကားပြရုံလေးပါလားအဲ့ဆိုရင်စောစောကလာစားတဲ့အကိုရဲ့ကားလည်းအပြရုံလေးပေါ့အဲ့ဆိုလို့ရှိရင်အဲ့အကိုရဲ့အိမ်ကအဲ့ဒီအိမ်ပဲဖြည့်လိုက်မယ်ဒါဆိုလို့ရှိရင်အဲ့အကိုအိမ်နဲ့ငါတို့အိမ်နဲ့နီးရပေါ့ထားလိုက်ပါမကြည့်ပါတော့ငါအထဲကိုသွားလိုက်ပါမယ်မချယ်ရီရဲ့ CCTV ဟိုဟာငါပို့အောင်ပါပဲ CCTV ရဲ့ဟိုဟာမှတ်တမ်းရရတယ်ပို့ရမယ်မလေးမြင်လောက်ရမယ်ကဲကုံလုံးတော့လှုပ်ပြီးသွားပြီလှုပ်ပြီးသွားဆိုကျင်လေးပါလေးစောက်လိုက်ပါအောင်မယ်ကဲကျင်းလဲဆောက်ပြီးသွားပြီဆိုတော့ပြင်ထွက်လာအောင်မယ်။ငါကောင်ကြီးပါလို့ငါပြင်ထွက်လာအောင်မယ်ကွာ။ဒါလေးမှနေအပြင်ကိုထွက်လိုက်ပါအောင်။ဟိုမှာကားပန်းရောင်လေးပဲအဲ့ကားပန်းရောင်လေးစောစောဟိုဆိုင်ကဝင်းထဲကောက်မှလေကားပဲဒါဆိုလို့ရှိရင်သူ့အိမ်နဲ့ငါအိမ်နဲ့နီးတာပေါ့သူနဲ့ငါနဲ့ရင်းနီးရအောင်လို့ငါတခုခုတော့လုံးမရမယ်โอเคငါသိသွားပြီဒီနေ့သူ့ကိုငါသူ့ကိတ်မုတ်ကလေးဝယ်ပေးလိုက်မယ်လေညနေကျရင်ငါနဲ့အတူဘာတွေလျှောက်သွင်းနေမှလည်းမသိဘူးညနေကြလို့ရှိရင်ငါသူ့ကိုကိတ်မုတ်ဆိုင်ကိုခေါ်သွားလိုက်မယ်ကိတ်မုတ်ဆိုင်ကိုခေါ်သွားပြီးတော့လို့ရှိရင်ငါနဲ့အတူအဖော်လိုက်ခဲ့ပါအောင်လို့ပြောပြီးသူ့ကိုကိတ်မုတ်ဝယ်ကျွေးလိုက်မယ်လေဒါဆိုလို့ရှိရင်သူနဲ့ငါနဲ့ရင်းနှီးသွားပြီပဲဟုတ်တယ်အဲ့ကျမစိုးကဲခုတော့အိမ်ထဲဝင်လိုက်ပါဦးမယ်တစ်ပင်အောက်ကလေးမှာငါနေလိုက်ပါအောင်မယ်ကွာထိုင်တော့ကောင်းလိုက်တာကွာအေးအောက်ကလေးမှာထိုင်ရတာအေးလူလေးနဲ့ကဲအမချယ်ရီရှိတော့ CCTV မှတ်တမ်းတွေရောက်သွားပြီဆိုတော့ငါလဲဒီမိုးချိုးလာအောင်အရင်တစ်စက်မှကိုမတားအေးအောက်ဆိုရင်တော့ဘယ်တော့မှတိုင်းရမလဲမသိလေရတော့